ကိုလိုချင်တဲ့နေရာမရောက်မချင်းသွားနေတယ်ကြိုးစားနေတယ်ဘလောက်ပဲအခက်အခဲတွေများနေပါစေသွားတယ်ဘလောက်ပဲ risk တွေများနေပါစေကြိုးစားတယ်ဒါပေမဲ့ကိုသွားနေတဲ့ direction မှန်မှန်စမ်းစစ်ဖို့တော့လိုတယ်ဒီလိုမြန်ဆန်တိုးတက်ပြီးပြောင်းလဲနေတဲ့ခေတ်အခြေအနေတွေပေါ်မှာမူတည်ပြီးသွားနေရတဲ့ခေတ်မှာကိုယ့်ရဲ့ direction မမှန်မှုဆိုရင်တော့ရလက်ကောင်းလည်းထွက်မှာမဟုတ်ဘူးအောင်မြင်မှုလည်းရမှာမဟုတ်ဘူးဒါကြောင့်ကိုသွားနေတဲ့ direction ကကို့အတွက်မှန်စမ်းစစ်ဖို့လိုတယ် direction မှန်ရင် maybe it's success for you ကို့အတွက်အောင်မြင်မှုတွေရရှိနိုင်တယ်ရလက်ကောင်းတွေရမယ် direction မမှန်မှုဆိုရင်တော့ဘလောက်ပဲကြိုးစားနေပါစေဘလောက်ပဲ risk တွေများနေပါစိတ်ပန်းလူပန်းနဲ့အောင်မြင်မှုရမသေးကြဘူးဒါကြောင့်ကိုသွားနေတဲ့ direction ကဒါကငါ့အတွက်အသင့်တော်လား direction ပြောင်းဖို့လိုသလားဆိုတာကိုခွဲခြားသိဖို့ကိုယ့်ရဲ့စီးမြင်စည်းကမ်းတွေကိုပြောင်းလဲလိုအပ်ပါ